မျက်နှာလေးတွေ့သွားပြီးတော့ဖနှောက်လေးပြန်ကြတယ်နော်ငိုရင်းနဲ့မောသူ့မုံတို့သူပြန်ကြည့်ခုနလူကြီးတွေပေါင်မုံတလုံးဝယ်တယ်လို့ပဲဂျပန်ကလေးတွေအတွေ့ရမြင့်လိုက်တာနော်ကလေးဘာသာဘောကဖောက်ဖက်ပြီးစားပါတော့လားမဟုတ်ဘူးတွေးပြီးကောင်းဤမကောင်းဤသိဤမသိဤသူဒီအတ္တကြီးမကြီးမျှတဤမမျှတဤသူပါဇက်ကမပြောဘူးကျွန်တော်တွေးနေတာသူဒါမျိုးကြည့်နေပုံရတယ်ကောင်းလေးစောင်းလို့ဖနှောက်လေးပြန်ကြွတယ်အရက်လေးပူတဲ့ခါကျတော့တွေ့သွားပြီးတော့မှသူ့ကိုသူမတရားဘူးထင်လားမသိဘူးဖနှောက်လေးကြွတယ်ငိုရင်တန်းလန်းနဲ့ရှေ့ကိုတန်းလန်းချင်းထွက်လာတယ်လူတန်းကထွက်ပြီးတော့ဖုံဖုံရှေ့ကိုတန်းလန်းချင်းမုံဝေတဲ့ဂျပန်ကြီးသားရောက်အောင်လာနေတာနင်းတောင်မလေးအားမရှိဘူးခလေးဖြစ်နေအားပြတ်နေတယ်ထင်တယ်ရှေ့လဲရောက်တော့မုံဝေတဲ့ဂျပန်ကြီးကလူရိပ်မြင်တော့လှည့်ကြည့်တော့ဘာလဲပေါ့ဘာသာနဲ့မမေးဘူးမေးထံကိုမေးတယ်ဟာလေတဲ့ဘဘကြီးတားမုံနေကိုတတ်တန်ငယ်ချင်းတွေကိုအကုန်လုံးဝေပေးခါလေးရှိုက်လို့ဂျပန်ကြီးလှမ်းလဲယူပြီးရောမုံတုတ်ကိုဖောက်တာကျွန်တော်ကြိုက်လုံးလို့ပျော်ပျော်ရွှင်ရွှင်တတ်ရမဟုတ်ဘူးဘလို့ကြီးလဲဖြစ်ရလေရင်သားလေးရဲ့တို့နိုင်ငံသားတွေကလေးအစားစိတ်ထားကောင်းလာကြီးလားလူကြီးတွေကောင်းတာထားပါတော့တို့တတိုင်းပြည်လုံးကောင်းတယ်ကွာငေါလို့ဆိုတဲ့စိတ်နဲ့မချစ်တင်ခဲ့ဖြစ်ပြီးတော့မုံတုတ်ဖောက်တာဖောက်ပြီးဖောက်ရချောက်ပေါက်နေတယ်ဆွဲဖြဲပြီးတော့မှလူကြီးကငိုနေပြီအကုန်လုံးပေါက်ချကလေးကနောက်ကိုပြန်လာတော့ရွေ့နဲ့သူ့နေရာသူပြန်လာတယ်ရက်နေတော့စစ်သား3ယောက်ကမြင်တော့အနားကပ်လာပြီးတော့မှအဲ့ဒီကြတော့မှဇကပြန်ခေါ်တော့တာပဲဗျာ MRTV ဖိုးကလည်းပြလိုက်တာကောင်းလိုက်တာအယုတ်တွေကောင်းအတန်တွေကောင်းဂျပန်တယောက်ကိုလှမ်းခေါ်တယ်ဂျပန်စစ်သားလာဦးမြန်ဘိုးလိုပြောတယ်မေးပေးအင်ကြီးပေးတာဥကချစ်လို့မုံတို့ပေးတာသားကိုတနာလို့ဘာလို့သွားပေးတာလဲလူရင်းပြောဂျပန်လိုမေးဘိုးလိုပြောအင်္ဂလိပ်ပြန်ပြောကျွန်တော်အင်္ဂလိပ်ပြန်ပြောကလေးပြန်ပြောတဲ့ဇာကမျက်လုံးလေးတွေဗမာကစာတန်းထိုးပေးတာကျွန်တော်ကြိုက်လုံးလို့5 ခုနဲ့ပြောတယ်သူဂျပန်စစ်သားကိုပြောတာဦးအဲ့ဒီစစ်သားကြီးတွေကဘယ်ဟာစစ်သားကြီးတွေလဲတားကိုအင်ကြီးပေးတဲ့စစ်သားကြီးကဘယ်ဟာစစ်သားကြီးလဲအဲ့ဒီဦးကိုပြောလိုက်တားဖေဖေနဲ့မေမေနဲ့ပြောင်းနေလို့တားတို့ကြောင်းပြိုပြီးတားတီချဲနဲ့တားတန်ငယ်ချင်းတွေသေးကုန်လို့အဲ့ဒီစစ်သားကြီးကိုပြောလိုက်ဦးပေးတဲ့မုံကိုတားတယောက်တည်းမစားချင်ဘူးလို့တားတန်ငယ်ချင်းတွေဗိုက်စားနေတာ2 ရက်လောက်ရှိလို့တားတယောက်တည်းမစားချင်ဘူးလို့အဲ့ဒီဦးကိုပြောလိုက်နော်ဦးအဲ့ဒီစစ်သားကြီးကိုပြောလိုက်တားတန်ငယ်ချင်းတွေစားနေလို့တားတယောက်တည်းမစားချင်ဘူးပြောလိုက်စစ်သား3ယောက်မျက်နှာတင်းသွားပြီးတောက်ခောက်တယ်ကလေးအမြိတ်လေးခြောက်ပြီးမော့ကြည့်သူ့ကိုဆူရထင်လို့ခေါင်းခါပြတယ်မဆူဘူးတဲ့လက်ဖြောက်တီးတယ်လှည့်ကြည့်တယ်ကလေးလေးမျက်နှာနားမှာလက်မထောင်ပြတာသူကကလေးကလန့်ပြီးလှည့်ကြည့်တာအတိတ်ပဲကတော့ကျွန်တော်ဘာသာပြန်လို့ရတာတော့မင်းတို့ဂျပန်နိုင်ငံသားတွေလူကြီးတွေကစိတ်နဲ့စိတ်ထားမြင့်မြတ်တယ်ထင်းနေတာကလေးတွေကစကြည်စမ်း3 နှစ်4 နှစ်ကလေးတွေကစကြည်စမ်းကလေးပီစားပါတော့လားကို့ပေးတာမင်းတို့နိုင်ငံသားတွေကလေးပေါက်စားလေးတွေကစနှလုံးသားထဲမှာနိုင်ငံသူနိုင်ငံသားနိုင်ငံကြီးသားစိတ်တွေဖြစ်နေအောင်မျှတတယောက်တည်းအတ္တမကြီးအောင်ပရာဟိတစိတ်ရှိအောင်ဆိုပြီးတော့အဲ့ဒီစိတ်တွေအားလို့မင်းတို့ဂျပန်နိုင်ငံသားပေါက်စားလေးတွေရင်ထဲမှာအစရောက်နေအောင်လူကြီးတွေထားလိုက်တော့မင်းတို့နိုင်ငံအစိုးရဘယ်လိုပြုပြင်ထားတာလဲမင်းတို့ပညာရေးစနစ်ကဘယ်လောက်ကောင်းနေသလဲမင်းတို့ကျောင်းကဆရာမတွေကဘယ်လိုသင်ခန်းစာတွေနဲ့သင်နေတာလဲမင်းတို့မိတွေဖတွေနဲ့မင်းတို့လူဖွဲ့စည်းမင်းတို့ဂျပန်ကိုကဘာကကြောက်နေတာအဲ့ဒါပဲဂျပန်တွေကပတ်စံချမ်းသာအောင်နေမကဘူးစိတ်နေစိတ်ထားအရန်ကြောက်စရာကောင်းတယ်ဆိုတာငါတို့ယုံခဲ့ပေါ့ငါသားရဲ့ဒီဒိတ်ပဲကျွန်တော်အဲ့ဒါကြည်ရင်တန်းလန်းနဲ့ရန်ကုန်တက္ကသိုလ်မှာဗမာစာသင်ပေးတဲ့ဂျပန်တွေနဲ့တွေ့တော့ကျွန်တော်ပြောပြတယ်အဲ့ဒါသိကြိုက်တာပဲဗျာဆိုဆရာဥဒ္ဒါကျိုးချမ်းသာတာ2 မျိုးရှိတယ်ဆင်းရဲတာ2 မျိုးရှိတယ်ဆရာတို့ဗမာနိုင်ငံဆင်းရဲနေခြင်းသည်ဘာဆင်းရဲတာလဲပညာဉာဏ်နည်းပါတော့ကြောင့်ဆရာတို့ငွေကြေးဆင်းရဲတယ်တရားစာတတူအောင်စားတဲ့လူမျိုးသူကစာမတတ်လို့တယ်နှစ်ခင်ဗျားတို့စာကောင်းပေကောင်းတွေမဖတ်ပညာရေးစနစ်နဲ့ကောင်းကောင်းမွန်မွန်လူ့အဖွဲ့အစည်းကမပြင်သောကြောင့်ဆရာတို့လူမျိုးတွေကစိတ်ပိုင်းဆိုင်ရာနဲ့တအားဆင်းရဲနေတယ်ဆရာတို့အတ္တကြီးတယ်ဆရာတို့ဟုတ်တော့တယ်ဗျာဖုံတပည့်တော်ကြာသွားမှကြောက်လို့နည်းနည်းတော့ပြောပြရသေးဖေဟာတလိษံနေလို့ခင်ဗျားတို့လူမျိုးတွေ
အင်္ဂလန်နိုင်ငံမှာမော်တော်ကားတန်းစီတယ်မောင်သားချို3နာရီရောက်လာတယ်ချီဦးညို3နာရီ5မိနစ်မောင်စိမ့်ပရီကောင်3နာရီ7မိနစ်နောက်တစ်ယောက်ညီမင်းညို3နာရီခွဲတပည့်တော်ရှောက်ပြရသည်ဖေဟာလန်ဒန်တစ်မြို့လုံးမှာကြော်ပြီးရတာဘူးရှိလို့လေလူတကယ်မှာတရားမှမကြော်ဘူးနော်ကားမှတ်တိုင်မှာရဲမရှိစစ်သားမရှိရောက်ရတာမဆောက်ဘသူမှမရှိတို့တော့သူတို့တစ်မျိုးသားလုံးတယောက်ချင်းမှာပါရှိနေတယ်လူဆိုဒီမှာအလှည့်ကြပဲမကြောက်ရဘူးကားလိုက်ကျွန်တော်3လိုက်ကျွန်တော်ရင်တက်မယ်မဆက်ရင်ထွက်သွားနောက်တစ်ယောက်ဆက်တက်လာချီဦးညိုနောက်တစ်စီးလာမြင့်တက်လန်ဒန်တစ်မြို့လုံးအင်္ဂလန်တနိုင်ငံလုံးမှာအမတို့ဇက်ဖြတ်ချင်းကျွန်တော်ပြောပြရစီသွားဘူးလေလူကိုသိမှာပါချီဦးညိုသွားဘူးတာပဲအော်ဘီကျသွားဘူးတယ်အကုန်သွားဘူးတယ်မယူသွားဘူးတယ်လူလေကိုသာဆိုအန်ဝါကြကောင်းနေတာဘသူမှကြော်မစီဘူးဗမာဒီမှာရမယ်ထင်သလားရန်ကုန်မြို့ကိုကြည့်လိုက်လာတန်းစီမနေနဲ့ဟေ့အောင်ကားချိုးဆိုင်လာပြီမင်းမမင်းစောစောငါဘာငါနောက်ကြမလို့ဘူးလှင်းတဲ့ကောင်လွတ်တဲ့နဲတဲ့ကောင်စားကျွန်တော်တို့ကဘာကြည့်ပြီးဘာပြောတာလဲတိရစ္ဆာန်တွေကဲ့သို့ပဲဘာမှစနစ်တကျစီကံတကျတယောက်ပြီးတယောက်တစ်လှည့်ပြီးတစ်လှည့်စောက်ရှောက်တယ်ထိမ့်သိမ့်တယ်ဆိုတာမရှိဘူးဒီကိုကြီးရောက်နေတာ4နာရီရောက်ဘူး तू တက်ပါစေငါ4နာရီ15ဆိုငါသူကတက်မယ်မင်းတို့မရှိဘူးနော်မင်းတို့ဟာဘယ်လိုဖြစ်ကိုနေရရောက်ဖို့ရေးကြည့်တယ်ဟေ့အောင်ကိုကားပေါ်ရောက်ဖို့ရေးကြည့်တယ်ဥဒောင်ချကြလာပြောမနေနဲ့အလွန်ကိုမင်းတို့လူမျိုးဟာစုပ်ပြတ်တတ်နေတာပဲစင်ကာပူနိုင်ငံမှာပိုတော်ဆိုးသေးတယ်မတ်တရက်တာအစတပေလောက်ခွာရက်တယ်အဲ့မှကြောက်လို့ကျွန်တော်ကဒီနားမှာနောက်တစ်ယောက်ဒီနားလေးမှာကြားမှာကိုမရဘူးကျွန်တော်တို့တမျိုးသားလုံးစိတ်နေစိတ်ထားတွေအားလုံးတယောက်ချင်းတော်စုပ်ပြတ်သွားတယ်လို့ကဘာပြောတယ်မင်းတို့နိုင်ငံဆင်းရတာဒီဘာလို့ဆင်းရတာလဲငွေတွေမကဘူးဘာဆင်းသွားတာလဲစိတ်ပိုင်းဆိုင်ရာစိတ်ကံပိုင်းဆိုင်ရာနှလုံးသားပိုင်းဆိုင်ရာတွေပါအားလုံးမင်းတို့ကျဆင်းသွားတယ်ဒါလေးပြောကြည့်လို့ကျွန်တော်ကခေါင်းစဉ်ပေးထားတာဆင်းရဲခြင်းလို့ပြင်အောင်ကျွန်တော်တိုင်းပြည်အလွန်ဆင်းရဲတယ်ဘာဆင်းရဲတာလဲပညာဉာဏ်နဲ့ပါပြီးသင်္ခါဇာတကိုရောင်းစားတော့ကြောင့်ကျွန်တော်တို့ငွေကြေးအရင်ချွတ်တယ်သွားတယ်ဘာလို့လို့ချမ်းအောင်ပြန်လို့မလဲပညာရေးမြင့်တင်ပြီးလူငယ်တွေကိုတကယ်ကောင်းမွန်သောပညာရေးပေးမှကျွန်တော်ပြန်ချမ်းသာတယ်တစ်ပတ်စံနှစ်စာရီပေရီနဲ့လူဖွဲ့စည်းပညာရေးကောင်းကောင်းနဲ့လူငယ်လူရွယ်များရဲ့ဇာတိတ္တတွေပါတွေကိုမပြည့်မေသောကြောင့်ကျွန်တော်တို့ဘာဖြစ်လဲစိတ်ပိုင်းဆိုင်ရာတွေအောက်ပိုင်းသွားတယ်အားလုံးဆင်းရဲသွားတယ်စိတ်ကိုလည်းကျွန်တော်ပြန်ပြရမယ်ကျွန်တော်တို့စမတ်ကြမယ်ကျွန်တော်တို့ဟုတ်တယ်မလားဒါမှတိုင်းပြည်ဒီချမ်းသာစစ်ချမ်းသာမှန်ကိုရောက်မှာပေါ့မဟုတ်ဘူးလားဒါကြောင့်ကျွန်တော်ညီကုန်းချုပ်ပြရသည်ကျွန်တော်ခေါင်းစဉ်လေးပေးခဲ့ပါတယ်ဆင်းရဲခြင်းလွတ်ကင်းအောင်ဆင်းရဲခြင်းလွတ်ကင်းခြင်းနဲ့ဆိုရင်ဘုရားအောင်ဆန်းတို့ပြောသလိုပဲဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်စာနဲ့ပေနဲ့လမ်းပြမှာပေါ့ကျွန်တော်တို့အားလုံးပညာရေးနဲ့စာနဲ့ပေနဲ့ဉာဏ်ပညာတွေရောနှလုံးသားတွေရောပြန်ပြင်နိုင်မှာဗမာနိုင်ငံချမ်းသာခြင်းအစစ်မှန်ရောက်မှာပါမြင့်ဉာဏ်သူမြင့်သားများတည်လဲခင်ဗျားတို့မြို့ရွာကလူငယ်လူရွယ်များကိုကောင်းမွန်သောပညာရေးသာမကဘဲနဲ့ကောင်းမွန်မြင့်မြတ်တဲ့နှလုံးသားများရအောင်စာကောင်းပေကောင်းများနဲ့ပြန်လဲပြုပြင်မှာခင်ဗျားတို့ကလေးတွေဒီပတ်စံလဲချမ်းသာအောင်မကစိတ်နဲ့စိတ်ထားများပါချမ်းသာသောမျိုးဆက်များကိုရမှာပါလို့ကျွန်တော်သတိပေးတိုက်တွန်းနှိုးဆော်ရင်းနဲ့ညီကုန်းချုပ်ပြရသေးတယ်လို့တော့ပါပဲနော်